ဘယ်ရလာဆို စက်ခွန် အသက်က တာဂီတာဒီခွဲကိုထားရတဲ့ကြာပြီဆိုတော့ပုံလေးနဲ့အစ်စ်ဖြစ်အောင်ချိန်ကြည့်တော့ဟုတ်စပင်းကလည်းဒုတိယမျက်နှာဆိုတော့နည်းချိန်ကြည့်ကြည့်တော့ ဒီဘေးခွဲနဲ့ထားတာဘယ်လောက်ကြာပါလဲ ၄တန်းလောက်ကလေးထားလာပြီဆိုတော့တော်တော်ကြာပြီဟုတ်ဒီထက်မိုက်တဲ့ပုံလေးထားကြတော့ ဒါဥကဘယ်နှစ်တန်းဖြစ်သွားလဲ great တွေ ကိုကိုမြင်နေရဘလို့ခံစားနေရလို့လဲ ပုံတုံးလို့ ပုံတုံးဖြစ်နေလို့ဟုတ်တယ်ပုံကတော့တော်တော်တုံးတယ်တိုင်းမဲ့ကြီးကတော့များပါတယ်စဉ်းစားထားတဲ့ကြီးပါရောရှိလား ဟုတ်မရှိပါဘူးအဆင်ပြေပုံ Okay ပါ ရှားပိုင်လို့ဖြစ်လဲအားကစားကြီးပိုင်လို့ဖြစ်လား အားကစားရတော့မလုပ်ဖြစ်ဘူးဟုတ်ဖရားတရားရော ဖရာတရား တကယ်ကြီးလားကြည့်လိုက်ဖုန်းဝင်မှာပေါ့ အဲ့လိုလည်းဟုတ်တယ် ခုနပုံစံနဲ့အခုပုံစံနဲ့ခန်းစားချက်လေး လုံးဝပေါ့လူငယ်လည်းပူဆန်အောင်ပုဂ္ဂိုလ်လည်းယုံကြည်မှုရှိတယ် ဒီမှာပုံသွင်းရင်တော့ဟိုလိုရင်လောက်တဲ့အတိုင်းဘေးခွဲကြီးတော့မလောက်တော့နဲ့ညာနည်းနည်းကိုယ့်ကိုအဲ့တော့ကလီကြည့်ပေါ့ဝေဒီပေးမယ်ဆိုဘယ်လောက်ပေးမလဲ နိုင်ပါဘူး နိုင်လားတမ်းမဖြစ်သေးဘူးလား ကျွင်းချက်ပေါ့